အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ Self Knowledge Sharing YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကခက်ခဲတွေနဲ့ဆိုင်ရခြင်းမှာဘယ်လိုဖြစ်ရှင်းလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်လူတိုင်းကဘဝမှာတရားရဂိုင်းလုံးပြည့်စုံနေဆိုတာမရှိကြပါဘူးဘဝမှာလူတာမရရတာမလို့တွေရှိတယ်လို့ပဲခက်ခဲတွေအောင်မြင်မှုတွေကလည်းရှိကြတာပါပဲဒီနေရာမှာပြောချင်တာကတော့ခက်ခဲတွေနဲ့ဆိုင်ရပြီဆိုရင်မိမိကဒီခက်ခဲတွေကိုဘယ်လိုစိတ်ထားလဲဘယ်လိုဖြစ်ရှင်းလဲဒီလိုရာတွေပေါ်မူတည်ပြီးတော့မှအောင်မြင်ကြဆုံးရလက်တွေကလည်းပဲကွဲပြားသွားကြပါတယ်ဒါကြောင့်မလို့ဒီနေ့မှာကျမကခက်ခဲတွေနဲ့ဆိုင်ရခြင်းမှာဘယ်လိုဖြစ်ရှင်းတယ်လဲဘယ်လိုစိတ်ထားတယ်လဲဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်ဒါကြောင့်ကျမရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့မှကျမရဲ့ channel လေးကို like subscribe လုပ်ရသေးဘူးဆိုရင် like subscribe လုပ်ပေးကြဖို့အကြံပြုတောင်းဆိုလိုက်ပါတယ်ရှင်မိတ်ဆွေကခက်ခဲကိုရင်ဆိုင်ရခြင်းမှာဘယ်လိုစိတ်ထားပါသလဲအခက်ခဲဆိုတာငါ့ဘဝကိုဖြစ်စီဖို့လာတာငါကတော့ဘဝဖြစ်ပြီးဒီလိုမြင်ပါသလားဒါမှမဟုတ်ခက်ခဲဆိုတာလူတိုင်းကြုံကြရတာပါပဲဒါကငါ့ကိုစဉ်းသက်နေတာဒါကိုငါကဖက်ပြီးမလားစိတ်အေးထားပြီးဖြစ်ရှင်းမလားဆိုတာမိတ်ဆွေခံယူချက်ပါပဲတကယ်တော့ခက်ခဲတွေနဲ့ရင်ဆိုင်ရခြင်းမှာမိတ်ဆွေတို့ရောကျမတို့ပါအရေးကြီးဆုံးဖြည့်ရှင်းရမယ်ထားရမယ်စိတ်နေသဘောထား၄ချက်ရှိပါတယ်နံပါတ်1ကတော့မိမိရဲ့စိတ်သက်ခိုင်မာမှုပါပဲမိမိလိုပဲတခြားသူတွေလည်းပဲကြာရှုံးခဲ့ဘူးတာပဲအောင်မြင်မှုတွေကလည်းပဲကြာရှုံးခြင်းပြီးတော့မှရရှိလာတာမျိုးပါပဲသူတို့တောင်လုံနိုင်နေဆိုလို့ရှိရင်ကိုကရောဘာလို့မလုံနိုင်ရမှာလဲဘာလို့မဖြစ်ရှင်းနိုင်ရမှာလဲဆိုတဲ့စိတ်ထားမျိုးထားပြီးတော့မှစိတ်သက်ခိုင်မာအောင်လေ့ကျင့်ကြိုးစားမယ်ဆိုလို့ရှိရင်ဒီလိုအခက်အခဲတွေကိုရင်ဆိုင်ဖြစ်ရှင်းဖို့ရအတွက်လွယ်ကူမှာဖြစ်ပါတယ်နံပါတ်2အကြောင်းအရာကတော့မိမိရဲ့ရည်မှန်းချက်ပန်းတိုင်းမိမိအိမ်မက်ကိုမိမသွားဘူးပါပဲမိမိရည်မှန်းချက်ပန်းတိုင်းကဘာလဲမိမိဘဝကဘယ်လိုစခဲ့တယ်လဲဒီအိမ်မက်တွေကိုမမေ့ဖြစ်နဲ့မစုံမှုနဲ့ဆက်လက်ကြိုးစားနေဖို့လိုအပ်ပါတယ်နံပါတ်3အကြောင်းအရာကတော့မိမိရဲ့စိတ်နဲ့ခန္ဓာကိုယ်ကိုကျန်းမာနေဖို့ရအတွက်လိုအပ်ပါတယ်ဒီလိုကျန်းမာနေဖို့ရအတွက်ကအနားယူဖို့ရလိုအပ်တယ်လို့စိတ်ကျန်းမာဖို့အတွက်တက်ရှုလေ့ကျင့်ငန်းလုပ်တာတွေတရားထိုင်တာတွေယောဂလေ့ကျင့်ငန်းတွေပြုလုပ်ဖို့လိုအပ်တယ်ကိုယ်ခန္ဓာကျန်းမာဖို့အတွက်ကတော့ exercise လုပ်တာတွေလမ်းလျှောက်တာတွေပြုလုပ်သင့်ပါတယ်ဒီလိုမှသာအရာအလုံးကိုရင်ဆိုင်ဖြစ်ရှင်းဖို့အတွက်ခွန်အားပြည့်နေမှာဖြစ်ပါတယ်နံပါတ်4အကြောင်းအရာကတော့မိမိရဲ့ရည်မှန်းချက်ခြေလှမ်းတစ်ကိုစတင်လိုက်ပါပျက်စီးဆုံးရှုံးမှုတွေကိုပြန်မရနိုင်ပေမဲ့ကိုယ့်ရဲ့ခြေလှမ်းတွေကိုစတင်ပြီးတော့မှအိမ်မက်တွေကိုအကောင့်ထဲပေါ်ပြန်နေတိစောက်ဖို့ရအတွက်လိုအပ်ပါတယ်အသက်ရှင်နေတဲ့အရာအလုံးကိုစိတ်သက်ခိုင်မာစွာနဲ့ရင်ဆိုင်ဖြစ်ရှင်းမယ်ဆိုရင်ကြာရှုံးခြင်းကပြီးတဲ့တင်ငန်းစာတွေကဘဝအတွက်ကျေးဇူးတင်ကြတွေတောင်ဖြစ်နေတတ်ပါသေးတယ်ဒါကြောင့်ဒီနေ့မှာကျမမျှဝေပေးသွားတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ရချိန်မှာအဓိကအရေးကြီးဆုံးအချက်၄ချက်ကိုပြန်လည်ပြရမယ်ဆိုရင်နံပါတ်1ကတော့စိတ်သက်ခိုင်မာနေဖို့လိုအပ်တယ်နံပါတ်2ကတော့မိမိရဲ့ရည်မှန်းချက်အိမ်မက်ကိုဘယ်တော့မှမမေ့ရဘူးနံပါတ်3ကတော့မိမိရဲ့စိတ်နဲ့ခန္ဓာကိုကျန်းမာနေဖို့လိုအပ်တယ်နံပါတ်4ကတော့မိမိရဲ့အိမ်မက်တွေကောင်ပေါ်ဖို့ရအတွက်ခြေလမ်းတစ်ကိုစတင်ဖို့ရအတွက်လိုအပ်တယ်ဒီလိုမှသာလျှင်ခက်ခဲတွေကိုဖြည့်ရှင်းနိုင်မှာဖြစ်တယ်ဒါတွေကမိတ်ဆွေလုံနိုင်တဲ့အရာတွေပဲမို့ကျမအနေနဲ့စိတ်ခွန်အားရစေမယ်အကြောင်းအရာလေးတွေကိုမျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းပဲဘုသူတရပဲစိတ်ခွန်အားရမယ်ဗီဒီယိုလေးတွေကိုလည်းပဲဆက်လက်တင်ဆက်ပြီးမှဖြစ်လို့ကျမရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့မှကျမရဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်